BNN နိုင်ငံဒါနမြို့မှာရှိရဲ့ Sontra Marina Coffee ဆိုင်ကဂရိနိုင်ငံရဲ့ဆန်တိုရီနီကျွန်းပုံစံကိုအတူယူထားပြီးအဖြူရောင်နဲ့အပြာရောင်ရောစပ်ထားတဲ့ဒီဇိုင်းရဲ့ပင်လယ်ဖြူလှလှလေးရဲ့အကြောင်းမလို့နာမည်ကြီးပါတယ်အခုဒီဇိုင်းလေးမှာသူ့ရဲ့ဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေကတကယ်ရောလှရဲ့လားပြီးတော့သူ့စီမှာရှိရဲ့အစားအသောက်တွေရောတကယ်စားကောင်းရဲ့လားဆိုတာကိုတဖုံးနဲ့အတူတူလိုက်ကြည့်ပေးကြပါဦးအခုကတော့မီနူးကြည့်နေရပါသူ့ရဲ့ combo box မှာဆိုလို့ရှိရင်3,900ခွဲ3,400ခွဲကနေစပြီးတော့တောက်စီယာတွေကတော့9,000ခွဲ6,000ပေါ့နော်အဲ့လောက်ဝန်းကျင်ကနေစပါတယ်ဆိုင်ရဲ့အပြင်အစင်ကဂရိနိုင်ငံရဲ့နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ဆန်တိုရီနီကျွန်းစတိုင်အဖြူရောင်နဲ့အပြာရောင်ရောစပ်ထားတဲ့ဒီဇိုင်းနဲ့မလို့ဓာတ်ပုံရိုက်တဲ့သူတွေနဲ့စီကားပါတယ်ဒီဇိုင်းလေးကပင်လယ်ပြင်ကျယ်ကြီးရဲ့ဘေးမှာတည်ရှိပြီးစိမ့်ပြအောင်ပင်လယ်ရှုခင်းလှလှတွေကိုအပြည့်အဝခန်းစားနိုင်တာကြောင့်ပုံလှလှလေးရိုက်ချင်တဲ့သူတွေကော်ဖီတောက်ရင်ဖြူလှလှကြည့်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ perfect spot လေးပဲဖြစ်ပါတယ်အစားအသောက်တွေကောင်းမကောင်းအရသာမြည်ဆန်းကြည့်ပါမယ် BNN soft coffee BNN mix coffee နဲ့ seafood noodle စုလေးမှာထားပါတယ်ဒီသုံးမျိုးပေါင်းကိုမှ BNN တောင်2,600ပဲကြာခဲ့ပါတယ်။ဆိုင်ရဲ့အနေထားနဲ့ဆိုလို့ရှိရင်တော့ဈေးကမစိုးတဲ့အထက်မှာပါတယ်ပေါ့နော်။ soft coffee လေး try ကြည့်ပါမယ်။ soft coffee ရဲ့အရသာကအဆင်ပြေတဲ့အထက်မှာပါပါတယ်။ BNN soft coffee ကိုတောက်ချင်တဲ့သူလေးတွေကတော့ဒီဆိုင်မှာ soft coffee လေး try ကြည့်သင့်ပါတယ်။အခုထပ်ပြီး try ကြည့်မှာကတော့ BNN mix coffee ပါသူ့ရဲ့အရသာလေးကအရင်လဲမချိုပဲအရင်လဲမခါပဲနဲ့ဒီ coffee စစ်စစ်အရသာလေးကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်စိမ့်စိမ့်လေးနဲ့ပေါ့နော်တော်တော်လေးကိုကောင်းတဲ့ထဲမှာပါပါတယ်နောက်ဆုံးတစ်မျိုးကတော့စီးဖူနိုရဲဆူပါသူ့ရဲ့အရသာကတုံရန်အရသာနဲ့တူပြီးတော့ချင်ငံဆက်လေးမှာခဲ့ပါတယ်ဒီနေ့မှသမျှ၃မျိုးလုံးကတော့အရသာကောင်းတဲ့ထဲမှာပါပါတယ် rating နေနဲ့ပေးရမယ်ဆိုလို့ရှိရင်တော့တန်ပါဒီနေ့ကတော့အစားအသောက်တွေလည်းစားကောင်းခဲ့တယ်ကော်ဖီတောက်ရင်းနဲ့ပင်လယ်ဖြူလှလှလေးတွေလည်းကြည့်ခဲ့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဆိုင်လေးကတော့ rating အနေနဲ့ပေးရမယ်ဆိုရင် must try ပေါ့နော်တွားအောင်သွားတင်ပါတယ်BNN နိုင်ငံဒါနမြို့ရဲ့ Sontra Marina Cave ကိုသွားမယ်ဆိုလို့ရှိရင်မနက်ခင်း9နာရီလောက်ကိုရောက်အောင်သွားတင်ပါတယ်။မနက်9နာရီလောက်ဆိုရင် tourist တွေပုံရိုက်တဲ့သူတွေနဲ့ဆိုင်ထဲမှာလူတွေအပြည့်ဖြစ်နေပါပြီ။အဲ့ဒီအတွက်ကြောင့်မလို့စောစောလေးသွားကြပါလို့ပြောကြရင်းနဲ့အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။